ဘူတန်နိုင်ငံတနိုင်ငံလုံးက၅ပါးသီလလုံးနဲ့နော်သူတို့နိုင်ငံမှာအရက်မရောင်းဘူးဗျတခိုင်းတွေတောက်လာမသိနော်သူတို့နိုင်ငံအရက်မရောင်းဘူးနော်အရက်မရောင်းဘူးအရက်ပေးမတောက်ဘူးသူတော်ကောင်းကြီးတွေသူတို့နိုင်ငံမှာပြစ်မှုဆိုင်ရာဘာအကြီးဆုံးလဲလို့ကြည့်လိုက်တော့ဘုန်းကြီးเจ้าနဲ့ဖဏစီးတဲ့ပြက်ကအကြီးဆုံးနဲ့ဘုန်းကြီးเจ้าနဲ့ပါစီးတဲ့ပြက်လဲကဲမရင်ကျေးဘူးလားမတိမ်မွေ့ဘူးလားငါးပါးသီလမထဲဘူးလားဗျအဲ့တော့ဘူတန်เนี่ยနေပါလီစကားကောင်းကောင်းရတယ်နော်ဘူတန်နေတွေ့နေပါလီစာနှုတ်ဆက်ဗျကောင်းကောင်းပြောနိုင်တယ်သူတို့ကလေအဲ့တော့သူတို့လေးတွေကဝစ်စားဆင်ရင်မှုနဲ့တအားတိမ်မွေ့တယ်စကားပြောလဲတအားချိုးတယ်သူတို့လက်ထက်မှာပတိရှိတယ်အမြဲတမ်းဂုံတော်ပွားတယ်အဲ့တော့သူတို့မျက်နှာတွေကကြီးပြီးတန့်ရှင်းနေတယ်တကဘာလုံးကိုဖြစ်တဲ့သူတို့နိုင်ငံမဖြစ်ဘူးနော်သူတို့နိုင်ငံဘာလဲလဲမဖြစ်ပါဘူးဗျာအဲ့ဒါသီလဆွမ်းအားပဲဘာဆွမ်းအားလဲဗျသီလအဲ့ကြောင့်သူတော်ကောင်းကြီးတွေကြိုးစားကြနော်ငါးပါးသီလထိန်းကြနော်